ဒီဝတ်စုံလေးနဲ့ကာလာတင်တာမှာဆူရခဲ့တဲ့အမှတ်တရဘလော့လေးပါ Hello ဖေဖေပါပြီးတော့ဒီညကာလာတင်တာအတွက် Bohemian Style dress code လေးကိုသတ်မှတ်ပေးထားပါတယ် Boho Style ရဲ့အဓိကအသက်ဖြစ်တဲ့ accessory လေးတွေကိုဝတ်ပါမယ်အမှန်တော့ဒီလက်ကောက်လေးတွေကဖေဖေတို့ငယ်ငယ်ကျောင်းသူဘဝတော့အမြဲတမ်းဝတ်ခဲ့တဲ့လက်ကောက်လေးတွေပါဒီလိုဆွဲကြိုးလေးတွေဆိုလို့ရှိရင်လည်းကျောင်းရဲ့စိမ်းမှာတော့မှတစ်ခါတလေရောင်းတတ်ပါတယ်အားလုံး ready ဖြစ်သွားပြီဆိုတော့ပွဲကိုသွားပါတော့မယ်ဒီရုံလုံးကလည်း Bohemian outfit လေးနဲ့အကုန်လာနေကြပါတယ်ဒီနာအတွက်ကိုတော့ buffet ခင်းပေးထားပါတယ်ပင်လယ်သားရဲ့အပြင်ကိုအသားငါအသေးရွက်တင်နဲ့ buffet ခင်းပေးထားတာတော်တော်လေးတော့ဆုံးပါတယ်outfit တွေကမရောနေပေမဲ့အစားရင်ရောနေတော့ပိုင်းရင်ဖြစ်ရပါတယ်အစားအသောက်နဲ့ပတ်သက်ရင်စိတ်ချရတဲ့ဖေဖေတယောက်ကတော့အမှန်ကန်ချိန်နေပါတယ်အစားအသောက်ကဏ္ဍပြီးသွားတဲ့အခါမှာတော့အဝတ်အစားစုပေးမဲ့ကဏ္ဍပါစကားတင်9ယောက်တည်းရမှဒီစုလေးကိုရခဲ့လို့တကယ်ကိုအမှတ်တရဖြစ်ပြီးတော့ပြောခဲ့ပါတယ်စုပေးတဲ့ကဏ္ဍပြီးသွားတဲ့အခါမှာတော့ဒွန်းနိုင်ကဏ္ဍရောက်သွားပါပြီ။ဘာရတွန်းပြီးတဲ့နောက်မှာတော့ညောင်းလာလို့အပြင်ကဏ္ဍထွက်ခဲ့ပါတယ်။ကိုပွဲနေတဲ့အားမရလို့သူများပွဲကိုပါသွားပြီးတော့မီးလာပြတာကိုဆက်စုခဲ့ပါတယ်။ပထမဆုံးကြည့်ဘူးလို့ဆိုတော့တော်တော်လေးကြည့်လို့ကောင်းပြီးတော့သဘောကျပါတယ်။ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်။